အဲအချိန်မှာခမောက်ဆောင်းထားတဲ့အသက်ကြီးပိုင်းဦးလေးကြီးတယောက်ပေါ်လာပြီးရွှေထူးကိုတွားထူခဲ့တယ်ဗျဒီအခါမှာရွှေထူးကဦးလေးကြီးသူ့အသားကိုထိလိုက်တဲ့အထိအတွေ့ကြောင့်စက္ကနဲ့ဖြစ်သွားပြီးကြောက်လန့်စွာနဲ့အိယာကနိုးလာတဲ့သူတယောက်လိုရောင်ဝါးဝါဖြစ်နေခဲ့ပါတယ်ဟိုဟာကြီးရောဟိုဟာကြီးဘယ်ရောက်သွားပြီလဲဦးလေးကျွန်တော်ကိုကယ်ပါအောင်ဗျာဘာမှဖြစ်တော့ပါဘူးငါတူကြီးအဲ့ဒီကောင်မကိုဦးလေးမောင်းထုတ်လိုက်ပါပြီဒါနဲ့မင်းတို့ဒီနာရောက်နေရလေအဲအချိန်ဝနနဲ့ဦးလာရွှေကရွှေထူးတို့အနားကိုရောက်လာခဲ့ပါတယ်ကျေးဇူးတင်ပါတယ်မိတ်ဆွေရဲ့ဒါကျုပ်တူဗျညနေကလေးကရှာမတွေ့လို့စိတ်ပူနေတာကူညီပေးလို့ကျေးဇူးပါဗျာဩရပါတယ်ဗျာခမရတူကိုပဲအစင်ပြေလာကြည့်ပေးလိုက်ပါဦးဟုတ်ကဲ့ရောက်ရွှေတူမင်းဘာဖြစ်သွားသေးလဲဘလို့ဖြစ်လို့ဒီနာရောက်နေတာလဲကွာခေါင်းလေးနဲ့ကွဲသွားအောင်ပါဦးလေးဘာမှဖြစ်ပါဘူးကျွန်တော်လည်းဒီဦးလေးကျွန်တော်အသားကိုထိလိုက်မှဒီနေရာမှာအခုချိန်ထိရှိနေမှန်းသိတာညနေတုန်းကကျွန်တော်ရွာထဲကိုရှောက်ပတ်သွားရင်းနဲ့ဒီရွာပြားကိုရောက်လာခဲ့တာဗျပြီးတော့ကျွန်တော်ဒီသင်းကိုတိုလေးနားမှာထိုင်ရင်စိတ်ဖြစ်လာတာနဲ့ခဏထိုင်နေမိလိုက်တာအဲနောက်ကစပြီးကျွန်တော်ဘာမှမှတ်မိတော့ဘူးငါတူဖြစ်ပုံကအပမီရဲ့သဘောမျိုးပဲကွာငါတူနဲ့တခုခုပတ်သက်နေတာဖြစ်မယ်အခုတော့ပြောလို့မကောင်းဘူးညနေတော့မယ်မိတ်ဆွေကဘယ်ကလာတာလဲကျွန်တော်အိမ်မှာဒီညလိုက်တယ်ပါလားဗျာကျေးဇူးတင်လုံးလို့ပါကျုပ်ကမိုးညိုရွာဘက်ကဗျာဟိုးဘက်နေရာကျော်ကနေကိစ္စရှိလို့တွားပြီးပြန်လာတာမိတ်ဆွေတို့စီမှာတညလောက်တဲခွင့်ရရင်တော့ကျေးဇူးတင်ပါတယ်ဗျာဟာမဟုတ်တာဗျာကျုပ်ကတော့ကျေးဇူးတင်ရအောင်မဟုတ်ဘာမှမပူနဲ့လိုက်ခဲ့ပါမိတ်ဆွေအဲ့လိုနဲ့အမည်မသိရသေးတဲ့ဧည့်သည်နဲ့ဦးလာရွှေတို့အဖွဲ့ရွာထဲကိုပြန်ဝင်လာခဲ့ကြပါတယ်မနေ့ရောက်တော့ဦးလာရွှေကဧည့်သည်ကိုမနက်စာကျွေးပြီးကျေးဇူးတင်ကြောင်းပြောရင်းနဲ့စကားစမီပြောနေ